အားလုံးပဲမင်္ဂလာပါရှင်ဒါလေးကတော့ငဖဲငရုတ်ဒီအစာသွဟင်းလေးပါအရန်နဲ့စားလို့ကောင်းပါတယ်ရှင်ဒါကြောင့်မလို့ရှက်ထားပြီးသားလေးကိုပြန်ပြီးမျှဝေပေးထားပါတယ်ငဖဲ100ဘူးသုံးထားပါတယ်ရှင်ပထမအောင်ဆုံးငဖဲကိုစားနည်းနည်းမှုတ်ဟင်းခတ်မှုတ်အကုန်လုံးနဲ့တမအောင်ရောနေပါတယ်ပြီးတော့ငရုတ်ဒီပွားတောင်ကိုတေချာလေးကတ်ကြီးလေးနဲ့ညှက်ပါမယ်အရန်တတိထားဖို့လိုတာကအဲ့လိုညှက်တဲ့အချိန်မှာဖြစ်ဖြစ်ဒါမှမဟုတ်အထက်ကအဆန်ကိုဒီလိုမျိုးနှုတ်တဲ့အချိန်မှာဖြစ်ဖြစ်လက်အိတ်သုံးနိုင်ပို့ပြီးတော့အဆင်ပြေပါတယ်เนาะဒါမှမဟုတ်ရင်လက်ကတညလုံးပူနေပါလိမ့်မယ်ဒါတော့ကျမတို့ပထမဦးဆုံးချက်ဘူးတာမလို့ပေါ့เนาะလက်အိတ်မသုံးမိလိုက်ပါဘူးနောက်ချက်စားမဲ့လူတွေအတွက်ပြင်ဆင်လို့ရအောင်လို့ပါเนาะလက်အိတ်လေးသုံးပြီးတော့ပြင်ဆင်ပေးပါဒါကတော့ငရုတ်သီးလေးတွေကိုစိတ်ပြီးတာနဲ့ငဖယ်လေးတွေကိုထဲမှာစာသိပ်ပါတယ်တတိချာချာလေးစိတ်ရှည်လက်ရှည်လေးလောက်ရပါတယ်ချိန်လည်းအများကြီးပေးရပါတယ်ဒါပေမဲ့အရန်နဲ့စားကောင်းပါတယ်ဟုတ်ကဲ့ပါငဖယ်အစာတုပ်ပြီးပြီဆိုရင်တော့စီစားတက်ပါမယ်စီတက်တဲ့ထဲမှာတော့ဂျင်းကြက်သွန်ပြူကျက်သွန်နီပြီးလို့ရှိရင်ရောင်တင်မှုတ်ကိုတေချာထောင်းလာပါတယ်ပြီးတော့စီလေးနဲ့မွှေးနေအောင်ရင်တက်ပါမယ်အနက်မွှေးလာပြီဆိုတော့မှအစာတိတ်ထားတဲ့ငရုတ်သီးပွားတွေကိုထည့်ပြီးတော့စီတက်ပါမယ်ရှင်စီတက်တဲ့ခါမှာငဖယ်တွေပြင်မထွက်သွားစေဖို့အတွက်အရင်ကြီးမမွှေးပါနဲ့ဖြည်းဖြည်းလေးပဲမွှေးပေးပါဖြစ်နိုင်တော့ဒေအိုးလေးကိုပဲလှုပ်ပေးတာပို့ဆင်ပြေပါတယ်ပြီးရင်တော့ရေလေးနည်းနည်းထည့်ပါမယ်ငရုတ်သီးကနူးဖို့လည်းလိုအပ်ပါတယ်ငဖယ်သားတွေချက်ဖို့လည်းလိုအပ်ပါတယ်ဒါကြောင့်မလို့ရေကိုကျမကတော့2ခါလောက်ထည့်ပါတယ်ရေ2ခါလောက်ထည့်ပြီးတဲ့အချိန်မှာတော့စီပြအောင်ထားလိုက်ပါမယ်အနက်လေးရမ်းနဲ့မှုေးလာပြီစီလည်းပြန်လာပြီဆိုရင်တော့ရှမ်းနက်နက်လေးခတ်ပြီးတော့စားလို့ရပါပြီလက်တွေအရန်ပူသွားတာမို့လို့နောက်ခါမချက်စားတော့ဘူးလို့စဉ်းစားထားပေမဲ့လည်းပဲအရန်စားကောင်းတဲ့အတွက်ထပ်ပြီးချက်စားပါအောင်မယ်အားလုံးအတွက်လည်းမျှဝေပေးလိုက်ပါတယ်ဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါလေးကတော့ငရုတ်တီးဖွားငဖယ်စာသွတ်ဟင်းလေးပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ချက်စားကြည့်ကြနော်ဘိုင်ဘိုင်